ရောဆိုပါအတွက်အန်တရဲ့အရာများနေတဲ့ပန်တူချာရဲ့အားတာချစ်ကိုကျွန်တော်တင်ဆက်သွမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမွန်ချန်နယ်နေကြိုဆိုပါတယ်ရောဆိုပါကိုအခက်ခဲတွေ့ရှိနိုင်တဲ့ပန်တူချာရဲ့အားတာချစ်များကိုကျွန်တော်တင်ဆက်သွမှာဖြစ်ပါတယ် UFC Fight တမ်းမှာနေပုံများစွာအတိအကျုံရှိခဲ့ပြီးချန်ပီယံကပတ်ကိုအချိန်ချင်းကာကွယ်ထားတဲ့ Alexander ပန်တူချာဟာပဲပဲတိုက်အတွက်အနေကြီးမားတဲ့ fighter တစ်ယောက်ပါရောဆိုပါနဲ့ပထမအချိန်တွေ့ဆုံမှုမှာတော့ပန်တူချာအနေနဲ့အဆုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့လာမယ့်စက်တင်ဘာ19ရက်မချီပွဲမှာတော့အရင်ပွဲနဲ့မတူတဲ့ပန်တူချာတစ်ယောက်ကိုမြင်တွေ့ရနိုင်ပါတယ်ဒီပွဲမှာရောဆိုပါအနေနဲ့အထူးကရုပ်ဆိုင်ရမယ့်ပန်တူချာရဲ့အဓိကလက်နဲ့ grappling နဲ့ rearing ဖြစ်ပါတယ်ပဲပဲရဲ့အနေအထားကို PRPB မိပင်ပေါ်ဆွေးချနိုင်တယ်လို့နောက်ကြောကြယူပြီး submission ရှာဖွေနိုင်စွမ်းကလည်းအလွန်ကောင်းမွန်ပါတယ်ရောဆိုပါအနေနဲ့အနီးကပ်တိုက်ပွဲအနေအထားပြတ်သွားပြီးပန်တူချာရဲ့ grappling ထဲဝင်သွားမယ်ဆိုရင်ပွဲရဲ့ရောဆိုပါအနေနဲ့အနီးကပ်တိုက်ပွဲမှာအနေအထားပြတ်သွားပြီးပန်တူချာရဲ့ grappling ထဲဝင်သွားမယ်ပွဲရဲ့အခြေအနေကချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်ဒုတိယအချက်ကခါနိုင်ရင်နဲ့ PRP နိုင်စွမ်းပါပန်တူချာဟာပဲပဲရဲ့ထူးချက်တွေထိသွားတဲ့အခါနောက်ဆုတ်သွားတာတဲ့ပင်လေ PRP တက်တဲ့ fighter မျိုးပါအနီးကပ်ဝင်ပြီးတိုက်ပွဲအရှင်ကိုသူ့ဘက်မှာပင်လေဆွေးယူနိုင်တာကသူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်ဒါကြောင့်ရောဆိုပါရဲ့မန်ဆန်ဘီလက်တီရဲ့အတွက်များက striking ကိုပန်တူချာကအစောပိုင်းမှာခံနိုင်ခဲ့မယ်ဆိုရင်ပွဲအရှင်ကိုပန်လေထင်းချုပ်ဖို့အခွင့်အရေးရှိလာနိုင်ပါတယ်အကြုံအနေနဲ့ပန်တူချာဟာ UFC Champion အဆင့်ငါးချီပွဲတွေကိုအကြိမ်ကြိမ်ဖက်တန်းခဲ့ဖို့တာကြောင့်ပွဲရှိလာတဲ့အခါအနာကိုဘယ်လိုခွေးတုံးရမလဲပွဲရှင်ကိုဘယ်လိုထင်းရမလဲဆိုတာကုန်းကုန်းသိတဲ့ fighter တယောက်ပါလို့ဆိုပါအနေနဲ့အစပိုင်းရဲ့ခြေတွေမှာပွဲမသိမ်းနိုင်ခဲ့ဘူးဆိုရင်တော့ပွဲနောက်ပိုင်းမှာပန်တူချာရဲ့သူ့ရဲ့ကြုံနဲ့ fight IQ ကပိုပြီးအရေးပါလာနိုင်ပါတယ်အဆုံးမှာတော့ဒီမကြည်ပွဲဟာပထမပွဲထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာမှာသိချပါတယ်ရောဆိုပန်ကပထမပွဲလိုပဲပန်တူချာထပ်မံအနိုင်ယူဖို့ရမလားဒါမှမဟုတ်ပန်တူချာကရှုံးကိုပန်လေချီဖြစ်ပြီးအဖီပြီးနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါဒီတစ်ချိန်မှာတော့ပန်တူချာအတိအကျုံပါရဲ့လူငယ်နာဘယ်သူကပူတာရမလဲအမြင်လေးဒီပြုတ်ပြီးတော့ကြပါအောင်အသက်24နှစ်နဲ့အသက်36နှစ်ဘယ်သူကအတာရမလဲရောဆိုပါ Alexander ပန်တူချာတို့က UFC 331ရဲ့ main event မှာ penalty ဆောင်ချမဲ့ရောဆိုပါနဲ့ Alexander ပန်တူချာတို့ရဲ့မချီပွဲကတော့ပထမမွေးထက်ပိုပြီးစိတ်ဝင်စားစရာကောင်းလာဖို့လဲတီချပါတယ်ဒီတစ်ချိန်မှာတော့အသက်အရွယ်နဲ့အတွေ့အကြုံကိုကြည့်ရင်နှစ်ယောက်ကြားတိတိတတာကိုဟာအချစ်ရှိပါတယ်ရောဆိုပါဟာအသက်24နှစ် UFC မှာဆက်တပွဲထူပြီး10ပွဲနိုင်တပွဲရှုံးပါသူတစ်ပည့်နောက်ဆုံးမှာ9ပွဲဆက်တက်အနိုင်ရတော့ပြီးလက်ရှိ Flyweight Champion ဖြစ်နေပါတယ်တဆူတရာကိုလည်းနောက်ဆုံးပွဲမှာ9ချီမြောက်အထိအပင်အထန်ရင်ပြိုင်ပြီး TKO နဲ့နိုင်ယူထားပါတယ် Alexander ပန်တူချာတက်36နှစ်ဖြစ်ပါတယ် UFC မှာ18ပွဲထိုးထားပြီး Flyweight Division မှာတပိုင်းမှာအနိုင်ရပွဲအများဆုံး14ပွဲရရှိထားတဲ့ fighter ပါပြီးတော့သူ့ရဲ့ professional အသက်အရွယ်ပိုင်းမှာဆိုရင်တော့ဇော်ဆိုဗန်တာတယ်အတွေ့အကြုံပိုင်းမှာဆိုရင်တော့ပန်တူချာတာတယ် striking volume ဇော်ဆိုဗန်အတာ UFC ရဲ့လက်ရှိ strap အရာဗန်က1 minute ကို submission striker 843 ချက်အထိထိုးနိုင်ပြီးပန်တူချာက 4.38 ချက်ဖြစ်ပါတယ်ဗန်ကပူတာပါတယ် grappling submission ပန်တူချာကတာပါတယ်ပန်တူချာက15 မိနစ်မှာတော့ takedown ပဲမြတ်29 Jan submission အချင်းပဲမြတ် 0.98 ရှိပါတယ်ဗန်ကတော့ takedown 0.82 submission ဖြစ်တာကြောင့် ground ပိုင်းရောက်တော့ရင်တော့ပန်တူချာရဲ့အနေပူများပါတယ်ဒါမဲ့ပထမပွဲမှာဘာဖြစ်ခဲ့လဲဆိုတာလဲဒီတင်ပါဘူး26စက္ကန့်ပဲကြာခဲ့တဲ့ပွဲမှာပန်တူချာတန်ရရတော့တာကြောင့်ရောဆိုဝန်က TKO နဲ့အနိုင်ရပြီးခပတ်ရယူခဲ့တာပါဒါကြောင့်မကြည်ပွဲပန်တူချာတွက်လဲအမှန်တကယ်ဘယ်သူကပူကောင်းလဲဆိုတာတက်တီပြရမယ့်ပွဲဖြစ်ပါတယ်ကျွန်တော်သာခမှန်ရမယ်ဆိုရင်ဘန်ကအသက်ငယ်တယ်လီမန်တယ် striking ဘိုင်အရန်ကောင်းတယ်ပန်တူချာကတော့အတွေ့အကြုံရင့်တယ် grappling ပူကောင်းတယ် submission နဲ့အနေရကပူများတယ်ဗန်ကပွဲကူ
တူထုကူထုရင်ထုနိုင်ရန်အတာရနိုင်ပါတယ်ပန်သူဂျာကဗန်ကိုကိတ်နာပူပီမီပင်ဆွေးချနိုင်ရင်တော့ပွဲချီနီကတခဏအတွင်းပြောင်းသွင်းနိုင်ပါတယ်ဒါပေမဲ့တရားလူအချုပ်ကစားသမားကိုတုံအတာကြီးကစားပြตัวတဲ့ဗန်ပေါ်တော့ထင်တလောက်မလွယ်ပါဘူးဒါကြောင့်ဒီတစ်ချိန်မှာတော့အသက်ငယ်ပြီး from ကုန်းနေတဲ့ရောဆိုပိုင်းကအတာရမလားအတွေ့အကြုံပင်လာတဲ့ပန်သူဂျာကပဲခပတ်ပြန်ယူတော့မလားဆိုတာကျွန်တော်ပရိသတ်တို့ရောဘယ်သူနိုင်မှာလို့ထင်ကြတာလဲအစနေဆုံးထိကြည့်ရှုပြီးတဲ့ပရိသတ်တို့အားလုံးပဲကိုစိတ်နှပြချက်မှာကြပါစီအားလုံးပဲကြည်ယူပါ